အိုးမဲ့အိမ်မဲ့အမျိုးသားတယောက်ဟာလမ်းလျှောက်ရင်းခြေချော်ရာကနေကျမ်းပြင်တစ်သားပြားတွေအောက်မှာနာဇီလန်နဲ့ပတ်ထားတဲ့ရွှေရောင်လောင်ဦးတစ်ခုကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာလောင်ဂျီနက်စ်ရဲ့လန်တော်ထိုးရခိုအဖက်လင်ဖြစ်ပြီးသူအဲ့ဒီလန်ကိုကင်လိုက်တာနဲ့သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြည့်နှက်သွားခဲ့ပါတယ်။သူအဲ့ဒီနေရာကနေထွက်ခွာဖို့စူးစမ်းစင်မှာပဲကားတစ်စီးကသူ့ကိုရုတ်တရက်အရှိန်နဲ့ဝင်တိုက်ပါတော့တယ်။ကားတစ်စီးလုံးအစိတ်စိတ်အမွှားမွှားပျက်စီးသွားခဲ့ပေမဲ့သူကတော့ဘာဒဏ်ရာမှမရရှိဤခဲ့ပါဘူးသူ့ရဲ့လက်ကောက်ဝတ်မှာအမှတ်အသားတစ်ခုပေါ်လာပြီးသူဟာခီးကိုဆက်လျှောက်ခဲ့ပါတယ်မကြခင်မှာသူဟာအဝေးပြေးလမ်းမကြီးစီရောက်ရှိလာပြီးသူခြေလန်းတလန်းလန်းလိုက်တိုင်းလမ်းဘေးကနွားတိုးကြီးတွေဟာအသက်ဆွမ်းအင်တွေဆုပ်ယူခံရတယ်လို့မျိုးတကောင်ပြီးတကောင်လဲကျတည်ဆုံးကုန်ကြပါတယ်ထို့နောက်အဲ့ဒီမျိုးသားဟာနမီမေရိုမျိုးတော် Los Angeles အင်္ဂဖမိုဒင်စီကိုရောက်ရှိလာခဲ့ပါတယ်တူညာ26အဲ့ဒီအချိန်မှာပဲအနီးနားကအိမ်တအိမ်မှာမိခင်ဖြစ်သူဟာသူမရဲ့သမီးလေးမျက်နှာပြည့်ယွင်းပြီးထူးဆန်းတဲ့အတန်တွေနဲ့ရေရွရင်မျက်နှာချက်မှာကတ်တွယ်နေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီသတင်းဟာအလျင်မြန်ပြန့်နှံ့သွားခဲ့ပြီးတရဲနှင်ဆရာဗန်ထာရီယာကတယောက်ကိုပင်ဖိတ်ခဲ့ကြပါတယ်တူည39အဲ့ဒီလူကတော့ဂျွန်ကွန်စတန်တင်ဟက်အက်ဆဗီယဘဲဖြစ်ပါတယ်သူရောက်ရှိလာတဲ့အချိန်မှာလူတိုင်းကထိတ်လန့်နေကြပေမဲ့ဂျွန်ကတော့ဒါကိုကျင့်သားရနေပါပြီသူဟာမင်းကလေးရဲ့အခန်းထဲကိုလမ်းလျှောက်ဝင်သွားပြီးသူ့ရဲ့စကရက်ကိုစာပွဲပေါ်မှာတင်လိုက်ပါတယ်ထို့နောက်ပြတ်တင်းပေါက်လိုက်ကာတွေကိုဆွဲဖွင့်လိုက်ရာနေအောင်ကြီးတွေအခန်းထဲကိုဖြာချလာတာကြောင့်မင်းကလေးဟာနာကျင်စွာနဲ့အော်ဟစ်ပါတော့တယ်ဂျွန်ဟာမကောင်းဆိုးဝါးကိုတားဆီးဖို့အတွက်ကာကွယ်မဲ့တန်ရှင်းသောပစ္စည်းမျိုးမျိုးကိုစမ်းသပ်ကြည့်ပစ္စည်းတစ်ခုရဲ့အရေးကမင်းကလေးကိုအော်ဟစ်သွားစေရဲ့အခါဒါဟာမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်မဲ့ပစ္စည်းမှန်းသူသိရှိသွားပါတယ်သူဟာခုတင်နာကိုတိုးသွားပြီးငါနာမီကွန်စတန်တင်လို့ပြောကဘာမှတွန့်ဆုတ်မနေပဲအဲ့ဒီတန်ရှင်းတဲ့အဆောင်ပစ္စည်းကိုမင်းကလေးရဲ့နဖူးပေါ်ဖိကလိုက်ပါတော့တယ်တူညဂျွန်ကဘေးကလူတွေကိုမှန်တစ်ချက်ယူလာပေးဖို့ပြောပါတယ်သူဟာမှန်ကိုခေါင်းပေါ်မြောက်ပြီးမင်းကလေးရဲ့အပေါ်တဲမှာမတက်ရက်လိုက်ပါတယ်ပြီးတော့နိုင်ရန်ကနေလျှက်စစ်ဝါယာကျိုးတစ်ခုကိုဆွဲဖြဲပြီးနေရာတခြားတက်ဆင်လိုက်ပါတယ်သူအစီအစဉ်မဆက်တင်မီမှာပဲအခမ်းအနားအတွင်းဘသူမှမျက်လုံးမဖွင့်ကြဖို့တတိပေးခဲ့ပါတယ်ထို့နောက်မင်းကလေးရဲ့မျက်လုံးကိုပိတ်ပြီးမနန်ဆက်တင်ရွတ်ဆိုပါတော့တယ်ဘေးနားကအမျိုးသားတဦးဟာစူးစမ်းကျင်စိတ်နဲ့ခိုးကြည့်မိရာစက္ကန့်ပိုင်းတွင်းမှာတင်သူ့ရဲ့စံပင်မင်းရောင်တွေကဖြူဖွေးသွားခဲ့ပါတယ်ကျွန်းစိတ်အာယုံလွဲနေတဲ့အချိန်မှာမင်းကလေးစီကမကောင်းဆိုးဝါးကပြန်လည်တိုက်ခိုက်ခဲ့ရမယ်သူကအချိန်ကိုက်ပဲပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမနန်ကိုအဆုံးတက်လိုက်ပါတယ်မကောင်းဆိုးဝါးဟာမှန်ချက်သေးကိုပိတ်လောင်ခြင်းခံလိုက်ရပါတယ်ဒါပေမဲ့အဆိုးဆုံးအချိန်မှာပဲမှန်ချက်ဟာပြတ်တင်းပေါက်မှာညက်သွားခဲ့ပါတယ်မကောင်းဆိုးဝါးဟာမှန်ချက်ကိုခွဲပြီးလူကဘာထဲပြန်ဝင်ဖို့စက္ကန့်ပိုင်းပဲလိုပါတော့တယ်ကျွန်းဟာရှိသမျှအားကုန်နဲ့ဆွဲထုတ်လိုက်ပြီးနောက်ဆုံးစက္ကန့်မှာတင်မှန်ချက်ကိုအပြင်ဘက်သို့လွင့်ပစ်လိုက်နိုင်ပါတယ်မှန်ချက်ကြီးကွဲကျေသွားတဲ့အခါမင်းကလေးလည်းတတိပြန်လည်လာခဲ့ပါတယ်တူည50ဂျွန်ဟာစာပွဲပေါ်ကတောက်လက်စကရက်ကိုပြန်ကောက်ပြီးဖွာလိုက်ပါတယ်ဒါပေမဲ့အခန်းထဲကနေထွက်ခွာခါနီးမှာပဲမကောင်းဆိုးဝါးပူးကက်ချင်းခံခဲ့ရတဲ့မင်းကလေးနေရန်ပေါ်မှာဆွဲထားတဲ့ပုံတစ်ပုံကိုတတိပြုမိသွားပါတယ်အဲ့ဒါကတော့လောင်ဂျီနက်စ်ရဲ့လန်တော်ပုံပဲဖြစ်ပါတယ်ခုနကသူရင်ဆိုင်ခဲ့ရတဲ့မကောင်းဆိုးဝါးအကြောင်းကိုပြန်လည်တွေးတော့ရင်ဒီကိစ္စဟာတာမန်ထက်ပုံမနဲ့နေပြီးမယိုးရှင်းဘူးဆိုတာကျွန်တော်သဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူဟာထူးခြားတဲ့အာယုံခံစားမှုစွမ်းရည် Zone de Obile Attack ရှိတဲ့ခရစ်ယာန်ဘုန်းတော်ကြီး Devance တပါးစီကိုချက်ချင်းပဲတွားရောက်တိုင်ပင်ပါတော့တယ်